ကဲကိုစိတ်ဒါအခုမှပဲတွေ့ရတာပေါ့နော်ဟုတ်ပါတွေ့ချင်နေရကြာပြီဘာလို့လဲဆိုတော့ဒီမယူရဲ့နိုင်ပွဲတွေကျွန်တော်ကပြောစရာလူရှားနေရပါတော့ကျွန်တော်တို့ဒါပဲဖန်ချင်းချင်းပဲအာမောင်အဲတဲ့ကျွန်တော်ပြောချင်နေညနေချင်းတိုင်းစုံပြီးတော့ပြောချင်တာလို့လက်ဖေးဆိုင်နေတာဘာလို့လဲဆိုတော့ဒါကျွန်တော်တို့နိုင်ပွဲရေပဲတော့ကျွန်တော်တို့နိုင်ပွဲတွေဗျာအဲ့လိုချို့သူတွေကချက်ကန်တိုးတာတော့ဘာလို့ပြောနေကြတယ်ဒါပေမဲ့ဟိုပါလေ new coach bounce ဆိုတာဟုတ်တယ်ဗျာကျွန်တော်ပြောချင်တယ်ကအဲ့ဒါတွေမဟုတ်ဘူးဗျာကြမလားကျွန်တော်တို့ဒီနိုင်ပွဲရတယ်ဆိုတာဟိုတူတနန်အသင်းတွေဗျာကျွန်တော်တို့ကနောက်လို့ပြီးတော့အသင်းသေးပြောတာတကယ်တော့ကျွန်တော်တို့နိုင်တာဒီမပေးစရာအဆင့်2ကမန်စီးတီးကိုရင်နိုင်တယ်ပြီးတော့အဆင့်1ကအာယူဒီထက်ကောင်းတဲ့အသင်းဆိုတာလောလောဆယ်မှာပရီးမီးယားလိမရှိတော့ဟုတ်တယ်နိုင်တာလည်းကျွန်တော်ထင်တယ်ဗျာကျွန်တော်တို့အသင်းနိုင်တာကိုကျွန်တော်ကြွားတာတော့မဟုတ်ဗျာကစားပုံကောင်းတယ်ဗျာဟိုဒီပြအသင်းနဲ့ပြန်လာပုံမှာလည်းကျွန်တော်ထင်တယ်ဟိုအရင်ပုံစံတွေမျိုးကျွန်တော်နိုင်ကနေပြစ်ချလိုက်တယ် United အသင်းပြောင်းလာတာဗျာအဲ့တော့ကျွန်တော်တွေးတယ်ဗျာကျွန်တော်တို့ဒီ Chase Run ဆိုရင်တော့ကျွန်တော်တို့ပြည်သက်တွေမျှော်လင့်ထားတယ်နေရာတစ်ခုတော့ရောက်လောက်ပဲထင်တယ်ဗျမန်ယူကဟုတ်တယ်အဓိကဟိုပေါ့နော်ကျွန်တော်ဟိုခံစားရတာလေးပေါ့နော်ဟုတ်ကဲ့ဘယ်လိုလုံးဆိုတော့အဓိကကျွန်တော်တို့ကဒီနီးပြပြောင်းနေဆိုတော့အချိန်ပြောင်းလာဒါမဖြစ်မနေဒါအမော်ရင်ထွက်သွားတယ်ဆိုတာနေစပြောရမှာဗျာအမော်ရင်ပြောင်းထွက်ပြီးဆိုတဲ့အချိန်မှာဒါလုံးဝ surprise ပါကျွန်တော်ကိုယ်တိုင်လည်းဒီအမော်ရင်ထွက်တဲ့ကိစ္စကိုအရန်များစောနေသလားဟောပေါ့နော်သူ့ကိုအချိန်ကြီးထက်ပေးတင်လားဘာလို့ဆိုတော့ဒီ less than ဟိုပါဗျာ2နှစ်အောက်လေဟုတ်တယ်တနေ့နဲ့2နှစ်ကြာတာ14လ15လအဲ့လောက်ပဲရှိသေးတဲ့အချိန်မှာသူထွက်သွားရတယ်ဆိုတဲ့ဟာပေါ့နော်ဒါကတော့ဟိုပြောရမယ်ဆိုရင်ဒါဟိုရလက်ကြောင့်လည်းပါသလိုဘုတ်ခွဲနဲ့ဒီ management team နဲ့သူနဲ့ကြားမှာရှိတဲ့ clash ဖြစ်တာလေးတွေလည်းပါတာပေါ့နော်အဲ့တော့အဲ့ဖြစ်သွားတယ်ဆိုတဲ့အချိန်မှာကျွန်တော်အဓိကစိုးရိမ်တာရှိတယ်ဘာလဲဆိုတော့အသင်းကဒီလိုပဲဒီပြတယောက်ရောက်လာလိုက်နော်ဒီပြတယောက်ရောက်လာလိုက်နားပဲကြာလိုက်နားပြီးရင်လူတွေဝယ်လိုက်ရှေ့နီးပြရဲ့ဟိုဘယ်လိုပြောမလဲရှေ့နီးပြမှာသူစုဆောင်းတဲ့လူတွေကိုတခါတုတ်ပြန်ရှင်းလိုက်ဟုတ်လားဟိုတန်ဟတ်တော့ဆိုလဲတန်ဟတ်လူတွေကိုရှင်းရတာအလုပ်တစ်လုပ်ပြီးမှသူ့ရဲ့ကစားကွက်နဲ့ဝင်အောင်တင်းကိုပစ်လောက်ရတာအလုပ်တစ်လုပ်နော်အဲ့လိုတွေဖြစ်တော့အဲ့တန်နေရာမှာပဲလဲနေမှာကျွန်တော်ကကြောက်တယ်အဲ့တော့ဘာလို့အခုကအမော်ရင်အတိုင်းကျွန်တော်တို့ကဒီ3-4-3-3-4 2-1ကိုအခြေခံပြီးတော့လူတွေဝယ်ထားတယ်ဟုတ်နော် wing back တွေနော် center back တွေနောက် squad တက်မှာဆိုရင်လည်းကျွန်တော်တို့ကဒါနောက်တန်း3ယောက်ကဲ wing တကယ် wing back 2 back ကဲဆိုတော့တကယ်တော့နောက်တန်း5ယောက်နဲ့ညီမျှတဲ့ squad တက်ပေါ့အနည်းဆုံးဒီ10ယောက်10ယောက်လောက်ကြည့်လို့နောက်တန်းကစားနိုင်တဲ့ဟာကြီးကဝယ်ထားပြီးသားအဲ့တော့အဲ့လူတွေကိုတခါနောက်နီးပြရောက်လာရင်အဲ့လူအုပ်ကိုပြန်ရှင်းရအောင်နောက်နီးပြ4 back နဲ့ဆော့မှာလား3 back နဲ့ဆော့မှာလားဟာလားဘာပြောင်းမှာလဲဆိုတာရင်တစ်ထိတ်ထိတ်နဲ့စောင့်နေရအဲ့ဒါကိုကျွန်တော်ကစိုးရင်အဲ့ချိန်မှာအခုဒါကျွန်တော်တို့ကခုနပြောသလိုဟိုတကယ်နီးပြလဲလိုက်တဲ့အချိန်ကလည်းအကိုခုနပြောလို့ပဲအချိန်ကောတကယ်ကိုရှုံးလိုက်တကယ်ကိုဟိုအသင်းကြီး2သင်းပေါ့နော်ဒါ Premier League မှာဒီထက်ကောင်းတဲ့အသင်း2သင်းမရှိတာနော်ပြီးခဲ့တဲ့နှစ်တွေမှာဒီကျွန်တော်တို့ Premier League မှာဒါဒီ3သင်းပဲဒါကြီးစိုးခဲ့တာ Man City Arsenal Liverpool ဒီ3သင်းပဲကြီးစိုးခဲ့တာဒီတည်းကဒီ2သင်းဒါ Liverpool ကတော့ဒီနှစ်မှာဟိုနည်းနည်းလေးရင်းရိုင်နေတော့ဒီ2သင်းကြီးစိုးနေတဲ့အချိန်မှာဒီ2သင်းနဲ့ back to back ကန်ရမယ်ဆိုတော့ fixture အချိန်ကိုက်မှာနီးပြအောင်လဲလိုက်တာအဲ့တော့ကြတော့အဲ့လိုဖြစ်သွားတယ်ဆိုတဲ့အချိန်မှာလဲလိုက်တဲ့ဆိုဟာနီးပြအစ်စ်လားဒီချိန်မှာဘယ်သူကိုင်ဘယ်သူဟိုပါပြောသေးကြတာတခုကတော့ဘယ်သူမှချက်ချင်းလက်ငင်းနဲ့ available ဖြစ်နေတဲ့နီးပြတွေကိုကျွန်တော်တို့ဟလာဟိုကဘာကျော်နီးပြတွေရှိတယ်เนาะဟုတ်ခက်ခဲတယ်အဲ့တော့ဘယ်သူဟိုလုံးမှာလဲအဲ့တော့ထုံးစံတိုင်းပဲထွက်လာတာ2ယောက်ပဲပြောလိုက်တဲ့အတိုင်းပါပဲကျွန်တော်တို့လည်းအတိုင်းပဲကျွန်တော်တို့ရဲ့ legend 2ယောက်ဖြစ်တဲ့ကျွန်တော်တို့ Carrick နဲ့ဒီ social ရှာပဲကျွန်တော်ကတော့အစဟိုစိတ်ထဲကနေဟိုခိုးဒီကိုလေးကျွန်တော်စုတောင်းတာကြတော့2ယောက်လုံးကိုတွဲပြီးတော့ပြီးပြင်ပုံများကောင်းမလားပေါ့နော်အဲဆို social ကကြတော့ဒီသူ့ရဲ့ player ဟိုဘဝမှာရောဘာရောမှာ Carrick ထက်သူကပိုပြီး senior ကြာအဲ့တော့ social ဟိုဟာလို့ပြီး Carrick ကိုလက်ထောက်နေနဲ့အရင် social ကိုင်နေပေါ့အဲ့လိုလေးပဲပြန်လာမလားပေါ့နော်ပြန်လာခဲ့ရင်ဟိုနှစ်ဖက်လုံးမွေးမသေးတော့မကျိုး2ယောက်လုံးနဲ့ဟိုဘာလို့ကျွန်တော်ကကြတော့ဟိုတယောက်ကိုခံပြီးတယောက်ကိုဟိုဖြစ်လိုက်မှာစိုးရင်ဟိုအနေโอเคဒါပေမဲ့လည်းအခုတော့လဲ Carrick နဲ့ဟိုဖြစ်ပါတယ်ဟိုခံလိုက်တော့လဲကျွန်တော်တို့ကဟိုဖြစ်အားပေးရမှာပေါ့ဟုတ်တယ်ကျွန်တော်စိုးရိမ်တာကကြတော့အဲ့လိုမဟုတ်ကျွန်တော်စိုးရိမ်တာကတစ်မျိုးပေါ့ကျွန်တော်ကဒီပြီးတော့ခုနကပြောသလိုပေါ့ဒီအသင်းကြီးနဲ့အသင်းနဲ့ဒီဘတ်တူဘတ်ကန်ရမယ့်အချိန်မျိုးမှာဒီပြတယောက်ကိုလဲလိုက်တယ်ဆိုတာအရန်
ကျွန်တော်ပြိသက်တယောက်အနေနဲ့တော့လက်ခံပေးလို့တော့မရဘူး အရန် risk ဖြစ်တယ် ဘိုးခွဲကတော့တအားကို ဟုတ်တယ် စုံသားလုံးကကြာသွားပြီဒါပေမဲ့ဟိုကာရီရောက်လာတာတော့ကြိုဆိုတယ်ပေါ့နော်ဒါပေမဲ့အရင်ယုံထားတာတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့ကာရီကတော့သူပြောင်းလိုက်တယ်ကျွန်တော်တို့ဒီပြိသက်တွေလိုချင်နေတဲ့ full back ပေါ့နော်ခေါင်းပါတဲ့ဒီ Morin ကျောင်းကတော့ကျွန်တော်ဘာမှပြောစရာမရှိဘူးကျွန်တော်တစ်ချိန်လုံးဆဲနေတာတရားစီလုံးတက်မှာဟုတ်တယ်ဘာပဲပြောဒီနီးပြမှာ full back ပြန်ပြီးတော့ထားတယ်ဒါပေမဲ့ကာရီလက်ထက်ကျတော့ကျွန်တော်မြင်တယ်တော့ကစားသမားတွေဒီအသင်းကိုပေးဆက်တာပေါ့နော်ဟုတ်တယ်နီးပြအသင်းနဲ့ပြန်ပြီးတော့သူတို့နေရာရဖို့ကြိုးစားကြရတယ်ကျွန်တော်တို့အခုဆိုရင်ကျွန်တော်တို့ဒိုကူကိုပြန်ရတယ်ကြာကျွန်တော်ဒီမိုင်နူးကိုပြန်ရတယ်ဒါတွေကအကောင်းဘက်ကတွေးမယ်ဆိုရင်တော့ဒါ United အတွက်တကယ်မိုက်တယ်ပေါ့နော်ခေါင်းကြီးကလည်းချိန်ကိုက်ပြန်ကောင်းလာတယ်ဖြစ်လာတယ်ခေါင်းကြီးနဲ့မာတီနဲ့ကတော့ဘယ်လုံးမှမရှုံနိုင်ဘူးပြိသက်တွေအနေနဲ့ဒါကျွန်တော်ပြောချင်တဲ့သဘောတရားဒါ Premier League မှာဆိုအကောင်းဆုံးတိုက်စစ်မှုဗျာဟုတ်တယ်ကျွန်တော်တို့အဲ့ဝဲမှာတော့ဟာတေးကြပြီပေါ့ဟာလန်းဆိုဂိုးတွေသွင်းပါဟာလန်းဆိုတကြဒါပြောရမယ်ဆိုရင်ဟိုသူတို့ Man U ကျွန်တော်တို့ legend တွေကိုယ်တိုင်ဟဟလား Bosco တို့ Nicky Butt တို့ကိုယ်တိုင်ဒီကိစ္စကိုပြောနေတာလေဟုတ်တယ်မလားချိန်လို့လေတိုက်ဝေးဘန်းနေတာအဲ့ပဲဟာလန်းထမ်းပြေးမယ်တွေဘာတွေညာတွေအသေးပြောဟုတ်တယ်ဒါပေမဲ့ကျွန်တော်တို့ဟိုကြည့်လိုက်တဲ့အချိန်မှာတော့အများကြီးပြောင်းလဲဖြစ်သွားဟုတ်တယ်ဘာပဲပြောကျွန်တော်ကတော့ဒီပွဲတွေမှာကျွန်တော်ဘာပြန်မြင်ရလဲအထူးသဖြင့်ဒီ Arsenal ပွဲဆိုကျွန်တော်ကြိုက်တာကဟိုနိုင်သွားတာကိုကျွန်တော်အရင်မခံစားဘူးဗျာကျွန်တော် DNA လေးပြန်နေရတာ exactly United တက်လာတယ် never get ဘောမှာရှုံးပေးပြီးတော့အမြဲတမ်းဗျာဟိုဘာပွဲကိုကျွန်တော်သွားမှတ်ရတာတော့ဒီဖလားသုံးလို့ရတဲ့နေ့တွေထားလိုက်ကျွန်တော်တို့သိမ့်မမေဘူးဗျာဒါပေမဲ့ဟို Premier League မှာဆိုကျွန်တော်တို့ကောင်းကောင်းပြီးတာဒီစပါးကိုနောက်ကနေလိုက်ကန်တာ 3-0 5-3ပြန်သွင်းတယ်အဲ့လိုမျိုးပွဲတွေကိုပြန်ခံစားရတာဟုတ်တယ် United အစ်စ်ပြန်လာတယ်ခံစားအဓိကကျွန်တော်တို့ကဟိုပထမဒီနှစ်ပွဲကိုပြန်ပြောရမယ်ဆိုရင်ပေါ့နော်ဒါကျွန်တော်တို့အခုဒီရိုက်ကူးရေးလုပ်နေတဲ့အချိန်ကဒါကျွန်တော်တို့ဒီနှစ်ပွဲပြီးထားတဲ့အချိန်မှာပြောထားပါတော့အဲ့တော့ဒါအချိန်ကောင်းပေါ့အဲ့တော့ပထမတစ်ပွဲကဒီ feeling ကိုနှစ်ခုကိုပြောရမယ်ဆိုပထမတစ်ပွဲရဲ့ feeling ကကြတော့ဟိုပေါ့နော်ကိုအိမ်ကွင်းဆိုတော့ကျွန်တော်ပြောရတယ်နည်းနည်းလေးတော့မျောလင်းချက်ရှိတယ်ပေါ့နော်ဟိုဒီပြပေါင်း CD ကလည်းအရင်ကောင်းတယ်ဗျာဟုတ်တယ်သူကလည်းဇက်လိုက်တရေတွေကြာထားတဲ့အချိန်ဟိုနီးပြ bounce ဖြစ်တယ်ဆိုတဲ့ဟာတစ်ခုကတော့ဒါတခြား fan တွေလည်းဒီဟာကိုပြောတယ် bounce ဖြစ်မယ်ဆိုတဲ့ဟာအဲ့တော့စဦးချင်းမှာကလေးကဒါဟိုအာမက်ရဲ့လူဂျုံကိုဘရူနိုရဲ့လူဂျုံကိုနှစ်ခုဖြစ်သွားပြီဆိုကြတဲ့ကကျွန်တော်တလုံးတော့ဝင်ပါပဲဒီကောင်တာနဲ့ဟိုဟာနဲ့ပေါက်မှာအဲ့တော့အဲ့အချိန်မှာပဲပထမကူကျွန်တော်တို့အမှုမှုဟိုဒီဘရူနိုပေါ့နော်ဒါ12စက္ကန့်အတွင်းမှာဒါသူတို့ဒါ City ရဲ့ free kick ကနေစပြီးတော့ဒီကိုးသွားတဲ့အချိန်ကြီး12စက္ကန့်ပဲကြာတယ်12စက္ကန့်အတွင်းမှာရသွားတယ်ကိုပြီးတော့လည်းတောက်လျှောက်တကယ်တမ်းရမယ်ဆိုရင်ဒါ9-6 6တော့ရဟုတ်တယ်အဲ့ဒီပွဲကပြောရမယ်ဆိုရင်ဗျာကျွန်တော်တို့ Ferguson လက်ထက်မှာ City ကိုနိုင်ခဲ့တာတွေရှိကောင်းရှိတယ်Ferguson လက်ထက်မှာလည်းရှိတယ်ဟလာ Morin လက်ထက်မှာလည်းရှိတယ် Ten Hag လက်ထက်မှာလည်းရှိတယ်ဒါပေမဲ့ဒီလိုမျိုးခြေတာဂိုးတာစိတ်ဓာတ်အသာအဲ့လိုနိုင်တာတွေးလိုက်ရတော့ကြာမတွေ့ဘူးဟုတ်နော်အဲ့လိုမျိုးနိုင်ခဲ့တာကပို့ပြီးတော့အဲ့ဒီပွဲရဲ့ပြောရမယ်ဆိုရင်တန်မိုးထားစရာ value ပို့ဖြစ်တာဒါတပွဲဒုတိယပွဲ okay bounce ကဟိုတပွဲပေါ့နောက်ပွဲတော့သိမထင်ဘူးသိမထင်ဟုတ်တယ် Arsenal ရဲ့ form ကြောင့်သိမထင်ဘူးအဲ့မှာအဝေးကွင်းဟုတ်တယ်နော်လေတုံးမပေါက်တဲ့ခံစစ်ဟုတ်တယ်သူတို့ပြောတယ်လေတုံးမပေါက်တဲ့ခံစစ်ပြီးတော့ကျွန်တော်တို့ရဲ့2008ဟိုအသင်းရုံးနဲ့တောင်လာပြီးတော့ဟိုရှင်ပြီးတော့ Arsenal fan လေးရှင်ပြီးတော့ပြောတာဒါကျွန်တော်ကတော့ဟိုမဖြစ်ပါဘူးဒါသူတို့လည်းတကယ်ကောင်းတယ်ကျွန်တော်ဆိုလည်းအရန်အားကြတယ် Arsenal ကျွန်တော်သူများအသင်းကိုပုတ်ခတ်ရတာဟိုဝါသနာပါဘူး Facebook မှာပဲဟိုနောက်ရပြောင်းရလာပဲရှိတယ်စတာเนาะအတီးမြူကြပါတယ်အဲ့တော့အဲ့လိုမျိုးလေးဖြစ်တဲ့အချိန်မှာ Arsenal အဝေးအဝေးကွင်းကျွန်တော်တို့ကကန်ရတယ်เนาะပြီးတော့စဦးချင်းအခုလည်းတည်တယ်မိနစ်20လောက်ကဖုတ်ခံဟုတ်တယ်နေရာဖုတ်တာဓားပုံတော့မတာဘူးပြောရမှာအဲ့20လောက်သွားပြီပေါ့အဲ့အချိန်မှာအုံဆိုပြီးတော့တလုံးကစပွင့်တယ်ရှုံးပြီပဲအဲ့တော့ comeback ရဖို့ပါညာဆိုတာမမျောလင်းတော့လေဟုတ်တယ်အဲ့ဖြစ်သွားအဲ့တော့အဲ့လိုဖြစ်သွားနေပြီးတော့မှပြန်ပြီးတော့ဟို comeback လာတယ်เนาะ1-1 okay ပထမပိုင်း1-1 okay ထားကျွန်တော်တကယ်တော့တည်ကြရင်ကျွန်တော်ကတည်ကြရင်ဟိုတပြီရပြီကွာလေတိုင်းမခံရလေတိုင်းမခံရအဲ့ဘွေဟုတ်တယ်အဲ့လိုရတွေ့တာအဲ့နောက်နေ့မှာကျွန်တော်တို့ Facebook တက်မကြည့်မနေရရင်တော်ပြီတကယ်ကိုတည်ကြရင်ကိုယ့်တော့အနိုင်ပဲဟုတ်တယ်အဲ့လိုမျိုးဖြစ်တယ်ပြီးသွားတော့ကြတော့အဲ့အချိန်မှာအုံးဆိုဒိုကူကမိနစ်90မှာကန်လိုက်တဲ့အချိန်ကန်လိုက်မှာနိုင်မလားပေါ့နော်သိရမလားဖြစ်လာပြီးတော့တဖြည်းဖြည်းနဲ့တစ်ချက်စိတ်ကလည်းထိကနေဖြစ်သွားတာဒိုကူ hamstring ထိသွားတဲ့အချိန်လေးမှာဟာသွားပြီဒိုကူကဒီတောက်လျှောက်ကောင်းနေတယ်သူကအဲ့လိုမျိုးဖြစ်သွားတာဆိုတော့အဲ့ချိန်မှာလဲ Sesco ကဝင်လာတယ် Sesco ဝင်လာတဲ့အချိန်မှာလဲအလွဲချော်တွေကဖြစ်သူမျက်နှာဘောလုံးပိတ်မှန်နေဖြစ်ပြီးတော့ချက်ချင်းပဲဟိုသူတို့ရဲ့
ဒီကျွန်တော်တို့နောက်နေကြပေါ့အောင်မင်္ဂလာကားကွင်းကျဲဆက်ကန်ကားကွင်းတို့ကဟိုစပယ်ယာတွေခီးတယ်လူတဲ့ကစားကွက်နဲ့အာဆင်နယ်ရဲ့ကွန်နာကနေပြီးတော့တကူပြန်ပေးလိုက်ရတဲ့အချိန်မှာကျွန်တော်သွားပြီးတည်ရောဖြစ်မယ်ဒါမှမဟုတ် maybe last minute မှာအာဆင်နယ်ပဲအနိုင်ကိုသွင်းသွားမလားဆိုဟိုဖြစ်တယ်ဒါပေမဲ့မိနစ်မချဘူးကျွန်တော်တို့ဟိုဟာ2မိနစ်3မိနစ်အတွင်းမှာကိုညာရဲ့ကိုနဲ့ကိုညာရဲ့ကိုတကယ် surprise လုံးဝလှတယ်ကိုနော် surprise package အဲ့လိုဖြစ်တော့လုံးဝကိုတက်သွားတယ်3-2ဆိုအဲ့ဒါဆိုတော့ငါတို့နိုင်ပြီဟုတ်ပြီအဲ့ချိန်မှာအဲ့ရှိမတိုင်ခင်မှာပေါ့နော်ဟိုသူတို့ Adidas 4ယောက် attacking force 4ယောက်လုံး substitute လုပ်တဲ့ဟာကြီးလဲကျွန်တော်တို့တွေ့လိုက်ရတယ်ဒါသူလည်းတော်နိုင်ခြင်းတော်လဲတော်နိုင်ခြင်းသူလည်းတော်လဲဒီပွဲရှုံးသွားတော့ဘာပြောတယ်အနည်းဆုံးတော့ဖီအားတွေတော့ရောက်ပါဟုတ်တယ်ပျော်ဖို့တော့ကောင်းလာပါဘူးပြက်လေးပြန်ညိုင်းလာပြန်လာပြီအကိုကဒီပွဲနှစ်ပွဲပြီးတော့ကျွန်တော်တို့မှတကယ်ချင်းနေတယ်ဆိုတော့တောင်းလိုက်တယ်ဟာငါတို့မယ်လည်းချန်ပီယံဖြစ်နိုင်တာဘာလို့ဆက်ဆက်ပဲကွာဘာလို့လဲဆိုတော့ဒီလိုပြောနိုင်တဲ့ဟာမျိုးကလည်းကျွန်တော်ယုံကြည်မှုရတယ်ဘာလို့လဲဆိုတော့ဒီအာဆင်နယ်ဆိုရင်ဗျာတကယ်တော့သူ့ပဲပြိုင်ဘက်ဒီမန်စီးတီးတို့လက်ပေါ်လို့ခြေချောနေတဲ့အချိန်မှာသူအခွင့်အရေးမရှိဘူးဒါဟိုကျွန်တော်ပြောတာချန်ပီယံဖြစ်လောက်တဲ့ဒီဟိုလိုဂုဏ်ပုံမျိုးမရှိဘူးလို့ပဲဒီပွဲရှုံးတာထက်နောက်ဆုံး3ပွဲမနိုင်တာ6မှတ်မှာ2မှတ်ပဲရသေးတာဟုတ်တယ်ဒါရှိအဲ့တော့ကျွန်တော်ကတော့တိတ်ကြောက်ဘူးဗျာဘာလို့လဲဆိုတော့ Man City ဆိုရင်လည်းကျွန်တော်တို့အရင် Man City ဆိုတာကဘယ်လိုပြောဖြိုလဲရခက်တဲ့အသင်းဗျာဒါပေမဲ့ဒီနှစ်မှာ Man City ကလည်းရိုင်းနေတယ်လက်ဘောင်းကလည်းတော်တော်လေးအသင်းတွင်းပြဿနာတွေနဲ့ရိုင်းနေပြီးတော့ Aston Villa ကလည်းအခုအဓိကကစားသမားတွေတော်တော်နာနေတယ်ပြီးတော့ကွင်းလေကစားသမားတွေနာနေသွားတွေရတယ်တော်တော်နာနေတယ်ပြီးတော့ကြတော့သူက Europa League ရော2ခုပြီး Europa League ကပွဲတွေကစိတ်လာဟုတ်တယ်တပတ်နှစ်ပွဲကလာပြီအဲ့တော့အကိုပြောတာကိုဒီတိုင်းနားထောင်လိုက်မန်ယူကဒီနှစ်ပွဲနိုင်တာနဲ့ချန်ပီယံမှန်းပြီဆိုတဲ့ဟာကိုဟိုဒီတိုင်းပေါ့နော်နားထောင်လိုက်ရင်တော့ဟိုဟွာမင်းတို့ကောင်းတွေကကြွားတယ်ပေါ့ what the ဆိုတဲ့ဟာကြီးပြောဒါပေမဲ့ခုနပြောလို့တစ်ချက်ချင်းစီစဉ်းစားကြည့်ရင်တော့ဒီ3သင်းလုံးကိုယ့်အပေါ်က3သင်းလုံးကချန်ပီယံလိနဲ့ယူရိုပါလိကတောက်လျှောက်လာပွဲချက်တွေလာဒါတော့ဟို Man City နဲ့ Arsenal ကဒီသူတို့ Champions League အုပ်စုအဆင့်မှာသူတို့ကဒိုင်းဟိုတစ်ဆင့် skip လုပ်နိုင်တယ်ဆိုတော့လေနည်းနည်းတော့နှစ်ပွဲသက်သာအောင်ပေါ့ဟုတ်တယ်ဒါပေမဲ့လည်းဟိုသူတို့ round of ဟိုကနေပြီးတော့စပြီးတော့ round of 16ကနေစပြီးတော့တွေကကြက်တယ်လေကြက်လာပြီလေဟုတ်တယ်ဒိုးတူတော်တွေ fight ရတော့မှာအဲ့မျိုးတွေဖြစ်လာဆိုတော့ပွဲရတော့ကြက်လာတယ်နောက်တစ်ခုကအကူကအဲ့တော့ကျွန်တော်တို့ဟိုဒီနေ့ကျွန်တော်နှစ်ယောက်ပြောကြတာလေးကကျွန်တော်မန်ယူဒီနေ့မှာဘယ်လောက်ထိရောက်မလဲဟိုရှေ့ရောက်သွားမလဲဟိုသူများ fan တွေပြောသလိုပဲပွဲ40ဟိုပါပေါ့ဗျာပွဲ40အသင်းပေါ့နော်ပွဲ40အသင်းဟလားဟိုဥရောပလည်းမကန်ဘူးတပွဲမှာနော်ဟိုပြည်တွင်း domestic ဖလားနှလုံးကလည်းပထမဆုံး2ပွဲထွက်လိုက်တပွဲစီမှာထွက်လိုက်ရတယ်ဆိုတော့2ပွဲ38ပွဲဆိုတော့38+2ပွဲ40အသင်းကြီးကဟိုဘယ်လောက်ထိဟိုဖြစ်လဲအဲ့တော့ဟိုပွဲစဉ်စရာလေးရောဗာတွေကျွန်တော်တို့အဲ့အရာလေးကိုတစ်ချက်ကျွန်တော်ဒါအကိုနဲ့ဟိုအကိုမလာခင်လေးကျွန်တော်ကြည့်တာကျွန်တော်ကြည့်တယ်ကျွန်တော်ပြောသလိုပါပဲမင်းကအကိုပြောရလဲလက်ခံဗျာအဓိကကျွန်တော်တို့ဒီဥပမာဖလားတွေမကန်ရတာဟိုဟာခြားသိနေကျွန်တော်တို့တားဆောင်လာလဲမှာတရားပေးတယ်ဆိုလဲမင်းတို့ကတော့အေးဝါပါတယ်ဆိုတာမဟုတ်ဘူးဗျာခြားတစ်ဖက်ကကျွန်တော်တို့ဒီ positive thinking ကတွေးမယ်ဆိုရင်ကျွန်တော်တို့ Premier League ကိုပိုအာရုံစိုက်တင်သွားတယ်နော်ဘာလို့လဲဆိုတော့ဒီနှစ်မှာကျွန်တော်တို့ Champion League ဝင်တော့မှကျွန်တော်တို့ကပေါင်းလက္ခဏာစောင့်တယ်ဗျာနောက်နှစ်ဆိုကျွန်တော်တို့ယင်းနှိမ့်ပြုံးတယ်မှုတွေလာအောင်ကစားသမားတွေ coverage ဆက်ရှိနေမယ်ဆိုရင်ကာရစ်ကဟိုကျွန်တော်ပြောချင်တဲ့သဘောတရားကဗျာကျွန်တော်တို့အခြားနည်းပြစိမ့်နေဗျာအမောရင်းဆိုတာအရင်စိမ့်နေဗျာသူကသူ knee snip တွေ system တွေပြောတော့ကာရစ်ဆိုတာမစိမ့်ဘူးဗျာအတင်းပြိသက်တွေလည်းမစိမ့်ဘူးကစားသမားတွေလည်းဒါအတင်းရဲ့တကယ် legend ဆိုတော့ဘာဖြစ်ပြောဟိုတည်ငြိမ်နေဆိုတော့ဟာမျိုးခံစားရတယ်ဗျာအခြားနည်းပြတွေလည်းစားကျွန်တော်အဲ့လိုခံစားတယ်ပြီးတော့လည်းဒီအတင်းတွေပေါ့လက်ရှိဟိုကျွန်တော်ဖြတ်ပြောရမယ်ဆိုရင်ပေါ့နော်အမောရင်နဲ့ကာရစ်ကိုကျွန်တော်မိဘ2ယောက်နဲ့တင်စားပြောမယ်နော်ဆိုရင်အမောရင်ကြတော့ဘယ်လိုလဲဆိုတော့ငါကဒီစုသားသမီးကိုပေါ့နော်ကျွန်တော်တို့ငယ်ငယ်ကကြီးလာဒီစုတွေငါလိုချင်တယ်မင်းတို့လုပ်ပြီမင်းတို့ရအောင်လုပ်ဒီတိုင်းငါဟလာကျောင်းစာမှာလဲငါပထမဒုတိယတတိယလဲဝင်ရမယ်အနုပညာလဲဒါဖြစ်ရမယ်အားကစားလဲဒါဖြစ်ရမယ်အဘက်ဆုံးတော်ရမယ်ဒီ system ထဲမှာမင်းဝင်ရမယ်မင်းတို့ဘာအားတာလဲဆိုတာကိုငါမသိချင်ဘူးဟုတ်တယ်ငါ3ဘက်ပဲငါဝင်းဘိုက်နဲ့ဆော့မယ်ကောင်းလဲတော်မာတယ်ဗျာအဲ့လိုမိဘမျိုးကာရစ်ကြတော့ငါသားလေးကပကြီးတော်တာလားဟဲ့လားငါသမီးလေးကဟိုအားကစားတော်တာလားဟဲ့လားချက်တောင်တော်တာလားဘောလုံးကန်ကျင်တာလားနော်ဟိုတိတ်ဟီတာကောင်းတာလား instrument ဟိုဖြစ်တာအဆိုးလားအတီးလားចောင်းစာပဲလားဘာဖြစ်ချင်တာအဲ့မှာចောင်းစာမှာလားဟိုဘိုင်ဟိုကတော်နေရလား physics ကတော်နေတာလားအဲ့မျိုး तू ကဟိုဖြစ်တယ်သူအဲ့တော့အဲ့လိုမျိုးဖြစ်တဲ့နေမှာအခုပြောသလိုပဲ
ကျွန်တော် mind ပြန်ရလိုက်ပြီဒိုကူကိုပြန်ဒါပေမဲ့ Doku unfortunately injury ဖြစ်သွားတယ်เนาะဒါပေမဲ့ဟို hopefully ပေါ့နော်ပြန်လာမှာပါအရင်လောင်းအကြာကြီးတော့မဟုတ်10ပတ်ဆိုပေမဲ့လေအဲ့တော့မိဘအဲ့လိုပေါ့နော်ဘာငါသားလေးဘယ်နေရာမှာထူးချွန်လဲဘယ်နေရာမှာဝါသနာပါလဲဘယ်နေရာမှာ talent ရှိလဲဆိုတာကို तू ကဟိုပုံသွင်းဟိုအားလုပ်ပြီး support လုပ်ပေးမယ်မိဘမျိုးလို့ကျွန်တော်တို့မြင်တယ်ဟုတ်တယ်ဒါနဲ့စကားမဆက်9ရက်မှာဒီDokuထိုင်ရဆိုတော့ဟိုခုကတော့ United ကတော့ခုကိုသူတို့ဒီမန်ထားပြီးထင်ပါတယ်ဗျာဘာလို့လဲဆိုတော့ကျွန်တော်တို့ပရိသတ်တွေနေတဲ့အားရစရာကောင်းတာဒီနောက်ပိုင်းမှာကျွန်တော်ဒီ Rennes ကတောင်ပန်ကစားသမား Mighty ကိုလိုက်နေတယ်ပေါ့โอเค Mighty ကိုလိုက်နေတယ်တွေ့လိုက်တယ်ဘာလဲပြောဗျာဒါကချီနူးစရာကောင်းတဲ့သတင်းဗျာကျွန်တော်တို့တို့ပရိသတ်တွေတော့တကယ်အားတက်စရာကောင်းတယ်ပြချာမှာကြည့်လိုက်တော့ကျွန်တော်တို့ United ကအကောင်းဆုံးဖြစ်နေတာပဲဟုတ်လို့ဆိုတော့သူကအသင်းကြီးနေတဲ့ကမ်းမယ်ဆိုရင်တော့ဒါသူ Champions League ဝင်ခွင့်အတွက်ကျွန်တော်တို့ကြည့်ရမှာက Aston Villa ရှိတယ်ဗျာ Aston Villa လည်းဒါအသိမဲ့ပြပါမှာပေါ့ဒီ form လေးလည်းကောင်းတယ်ဆိုတော့ဒီ Aston Villa ဆိုရင်လည်းဒီကမ်းမယ်ကြတော့ United ကြတော့ဒီ Aston Villa တို့ဘာတို့ပေါ့နော်တော်တော်များများအသင်းကြီးတွေအသင်းကြီးကကိုဘယ်နဲ့ဘယ်လောက်ပါကြမ်းလဲအသင်းကြီးအာဆီနယ်နဲ့တွေ့ပြီးသွားပြီမန်စီးတီးနဲ့တွေ့ပြီးသွားပြီလီဗာပူးနဲ့တွေ့မယ်လီဗာပူးအိမ်ခွင်းလီဗာပူးနဲ့ကျတော့အိမ်ခွင်းကမ်းမယ်Chelsea ကိုတော့သူအဝေးခွင်းChelsea ဝေးခွင်းတော့ပွဲရှိမယ်ဒါပဲကျန်တော့ Spurs ကိုလည်းသူအိမ်ခွင်းမှာကမ်းမှာ Aston Villa ကိုလည်းသူအိမ်ခွင်းမှာကမ်းNewcastle ဝေးခွင်းNewcastle ဝေးခွင်းဒီလောက်ပဲဆိုတော့ဘာပြောသိစိတ်ပူစရာမလိုတော့ consistency ရှိမယ်ဆိုရင်အဲ့ဒါထဲမှာအဲ့လိုအခုလို door to door ပေါ့နော်ဟို back to back sorry not door to door back to back ဒီအသင်းကြီးနှစ်သင်းစက်တိုက်တွေပါရှိတာမရှိဘူးအဲ့လိုမျိုးကြောင့်မရှိဘူးဆိုတော့ဒါဘာဖြစ်ပြောကြံတဲ့ပြိုင်ဘက်တွေကြတော့အဝေးကွင်းကန်ဖို့ညာတယ် Chelsea ဆိုအသင်းကြီးနဲ့တွေ့အဝေးကွင်းပွဲတယ်Man City ကတော်တော်ဆိုးတယ် Man City ကတော်တော်ဆိုးတယ်ဗျာအဲ့တော့ဘာဖြစ်ပြောပျော်ပန်းတယ်ဗျာကျွန်တော်တို့ဟာအသေးကြတဲ့ဒီဟာဒီမှာသူတွေပဲဘာဖြစ်ပြောကျွန်တော်တို့ Champion League ဝင်ခွင့်ကတော့ဒီကျွန်တော်တို့ကလက်မှတ်ကတော့ရလောက်ပြီပဲကျွန်တော်နောက်တစ်ခုကခံပန်းပေါ့အခုဆိုရင်ဒီဟို Champion League အပါဝင်ဥရောပဖလားတွေမှာအင်္ဂလန်သင်းနေရတာအချိန်ကြီးကောင်းတယ် Top 8မှာအင်္ဂလန်သင်း9သင်းထားတယ်တော့ပေါ့9သင်းเนาะကျေးဇူးတင်ပါတယ်ကျေးဇူးတင်အဲ့တော့ဒီသူတို့ပြောနေတဲ့ European football coefficients ဒီဟိုမှာကျွန်တော်တို့အင်္ဂလန်သင်းတွေကဟိုဖြစ်သွားပါတော့ဟို ranking တက်လာအဲ့တော့မနစ်ကလိုပဲကျွန်တော်တို့ကဟိုသူတို့တိုင်းဗျာ Europa League ဘူဆွဲရရင်မဆွဲရရင်ခဏတာ9သင်းရတော့9သင်းဖြစ်သွားနိုင်တယ်ဖြစ်သွားနိုင်တယ်ပေါ့နော်ပြီးတော့ဟိုလမ်းကြောင်းတွေကလည်းသူတို့ဆွဲပေးထားတာရဖြောင်းလဲဆိုတော့9သင်းဖြစ်သွားခဲ့ရင်ကတော့တော်တော်ကိုစေးဖြစ်တယ်အဲ့တော့9သင်းဖြစ်သွားခဲ့ပြီးတော့နံပါတ်6က Europa League ဝင်မယ်ဆိုအခုကလည်းရှင်းမယ်ကျွန်တော်ပြောပြရမယ်ဒီ6သင်းထဲမှာဗျဘလောက်ခုနပြောသလိုအသင်းကြီးတွေနဲ့ဘလောက်ပြီးရှုံဟိုကျွန်တော်ကအဆင့်6ကတော့ပြေးမလို့ဟုတ်တယ်ပြေးမလို့ဒါအဆိုးဆုံးအခြေအနေเนาะအဆိုးဆုံးအခြေအနေဆိုတော့ Europa League ကတော့ကျွန်တော်ထင်တာဝင်နိုင်ပဲနောက်နေ့ကတော့ကျွန်တော်တို့သိကြတယ် midweek မှာအေးပြတ်ဟုတ်လေကျွန်တော်ဒီပြောမှဝင်ခွင့်တော့ Europa League ရမယ်တကယ်လို့9ဖြစ်ခဲ့ရင်လည်းဟိုအင်္ဂလန်အသင်းတွေအခြေအနေကောင်းလို့ကျွန်တော်တို့ကကောင်းနိုင်တယ်เนาะ4ကတော့ကျွန်တော်ထင်တာဒါကျွန်တော်ဟိုလက်တွေ့အကြဆုံးမျှော်မှန်းနိုင်တယ်နေရာ sport အဲ့ဒါဟိုမှဒါအပေါ်ကိုရောက်သွားခဲ့ရင်3ပဲဖြစ်2ပဲဖြစ်ဟိုကဲမင်းတို့လောင်ခြင်းလဲလောင်ချန်ပီယံဖြစ်ဒါကျွန်တော်တို့ရဲ့ bonus ဟုတ်တယ်เนาะအဲ့ကျွန်တော်တို့ကပြောရမယ်ဆိုအကိုကဟို10တန်းအမှတ်နဲ့စကားနဲ့ပြောရရင်အဆင့်6ရခဲ့ရင်ကျွန်တော်တို့က40ကျော်တယ်เนาะအဆင့်6ရခဲ့ရင်40ကျော်တယ်အောင်မရပါဘူးအောင်မရပါပြီကျွန်တော်တို့ Europa League အနည်းဆုံးကန်ဟုတ်တယ် maybe conference တောင်ဖြစ်သွားနိုင်တယ်เนาะကျွန်တော်တို့အရင်ရှုံးရှိပါဘူးဟို Chelsea ဟိုတနေ့ကလို့ပေါ့ conference league မှာ claim ကိုလုပ်ပြီးတော့မရဘူးတဲ့ဖလားတခုကျွန်တော်တို့လည်းရချင်ရမှာပေါ့နောက်နေเนาะ conference league ဖြစ်ကောင်းဖြစ်မယ်ဒါမှမဟုတ် Europa League ဖြစ်မယ်တကယ်လို့9ဖြစ်ပြီးတော့9က Champions League ဝင်ရတယ်ဒါမှမဟုတ် Europa League ကန်ရတယ်ဆိုလဲ it's okay ကျွန်တော်တို့ကခုနပြော bonus စဖြစ်လာပြီအမှတ်ဟို10တန်းအမှတ်နဲ့တွေ့50 60လောက်ရလာပြီเนาะအဲ့ဒါအောင်မှ Champions League ကဝင်တော့ကျွန်တော်တို့ကစပြီးဂုဏ်ထူးထွက်ပြီဟုတ်တယ်เนาะဂုဏ်ထူးထွက်ပြီဘော်လာတော်တော်များဆိုတယ်မလားအရင် Morin လက်ထက်တော့မကြည့်တော့ဘူးကွာစိတ်ပြက်လို့ဆဲရတယ်တော့အခုပြန်ကြည့်ကြပြီအားကြပြောချင်တာဟိုကျွန်တော်အတီဟိုကျွန်တော်ကျောင်းတော်ဆရာတယောက်ဆိုလို့သူ့ရဲ့ TV သူကတော့ဟိုမှာဟိုနိုင်ငံခြားမှာနေတာပေါ့သူ့ရဲ့ဟိုစာ TV channel ကိုသူ cancel လုပ်တယ်လက်မှန်ယူပဲ cancel လုပ်တဲ့အပတ်ကနေစပြီးတော့နိုင်ဟုတ်လား okay ကျွန်တော်တို့မှာအရင်တော့ဆို Morin လက်ထက်မှာဆိုကျွန်တော်တို့မှာနှစ်ပွဲဆက်တိုက်နိုင်မှုဆိုတာဟိုတော်တော်ကိုရှားခဲ့ရဟုတ်တယ်အခုကဟိုနိုင်နာမနိုင်နာထက်ဒီကနေပြန်မြင်ရတာပြန်မြင်ရတယ် Man City လို့အသင်းကိုကစားကွက်အသားခြေသားเนาะ position အသား everything shot on target expected goal စိတ်ဓာတ်အပိုင်းအကုန်လုံးအသားနဲ့ perfect နိုင်ခဲ့တယ်เนาะ
အဲ့လိုမျိုးပေါ့နော်ဟိုဟာဗာလဲဟိုဟာလေးလို့ကုညာအဘုံမို့ဘရူနိုကုညာလူ commentary ကပေါ်လာအဲ့လိုမျိုးတွေဖြစ်နေ ဟုတ်တယ်အဲ့လိုမျိုးဟာတွေပြင်ရတယ်နော်အာဆင်နယ်နဲ့ပွဲမှာလဲကမ်ဘက်ကနေနိုင်ခဲ့တယ်နော်အဲ့မျိုးတွေကို အားကြကောင်းတယ်ဖိုးတယ်လုံးမှတ်ပါတကယ်နောက်အဲ့တော့အဲ့မျိုးတွေဟိုဖြစ်တယ်ဆိုတော့ဒါတွေပေါ့နော်နောက်တစ်ခုပဲစိုးရိမ်တာလေးတော့ရှိတယ်ကျွန်တော်တို့အသင်းကိုကျွန်တော်ပြန်ပြီးတော့ဟိုမီမီတွေမှာလဲတွေ့တာပေါ့နော်ဟာသမီမီတွေမှာလဲတွေ့တယ်ကျွန်တော်တို့မန်ယူကဒီနှစ်က Robin Hood တဲ့ Robin Hood ပေါ့နော်ဒါဆိုဒီနှစ်ကအကိုကြည့်အသင်းကြီးတွေ head to head ဒီ6သင်းပေါ့ top 6ပေါ့နော် top 6 or top 7 Newcastle ထက်တွက်မတွက် Aston Villa တို့ထက်တွက်တော့ head to head တွေမှာကကြီးပဲတွက်လိုက်ရင်ကျွန်တော်တို့ကထိတ်ဆုံး1 or 2 something ရှိတယ်အဲ့တော့အသင်းကြီးတွေမှာဆိုရင်လီဗာပူးကိုအဝေးကွင်းနိုင်တယ်ဟလားအာဆင်နယ်နဲ့ကတော့တပွဲနိုင်တပွဲရှုံးမန်စီးတီးကိုတပွဲနိုင်တပွဲရှုံးဟလားချယ်ဆီကိုနိုင်ထားတယ်နျူကာဆယ်ကိုနိုင်ထားတယ်နော်အက်စတွန်ဗီလာကိုကရှုံးထားသေးတယ်နော်ဒါတော့အဲ့လိုမျိုးတွေဖြစ်နေရဆိုရင်ဒါပေမဲ့ကြတော့ဟိုအသင်းလေးတွေနဲ့အရင်တော့ဆိုရင်ဗျာအဲ့လိုမျိုးဟိုအသင်းကြီးတွေဆိုရင်နှစ်ကြော်လုံးရှုံးလို့ဘာလို့ဖြစ်လဲဟုတ်တယ်နေကောင်းလာတစ်ခုမှဟတ်တူဟတ်တိုင်းဘာလို့အချိန်ကြီးကောင်းဟုတ်တယ်ဒါပေမဲ့အသင်းလေးတွေနဲ့ကြတော့ဟိုအရန် waste ဖြစ်ထားတဲ့ပွဲတွေအများကြီးပဲဥပမာ Everton ကိုတယောက်အနေနဲ့အင်္ဂလိပ်မှာရှုံးတဲ့နှမျိုးကောင်းတဲ့ပွဲမျိုး West Ham ကိုဝေးကွင်းမှာတေးကြတဲ့ပွဲမျိုးเนาะ Fulham ကိုဟိုအခုဆိုတော့ Fulham နဲ့ပြန်ကန်ရတော့မယ် Bruno penalty လွဲတဲ့ပွဲမျိုးเนาะအဲ့လိုပွဲမျိုးနောက်ဘုံမောက်ရှိပါတယ်လေးကိုနဲ့တေးကြတဲ့ပွဲမျိုးတွေပေါ့เนาะနောက် Nottingham Forest ကိုတေးကြတဲ့ပွဲမျိုးအဲ့မျိုးပွဲတွေကအရန်ဟိုအဲ့တော့အခုလာမဲ့ပွဲတွေမှာဟိုအသင်းကြီးတွေမဟုတ်ရင်အဲ့ဒါလေးတခုတော့စိုက်ဘူးဒါပေမဲ့ဘာပြောနီးပြတဲ့နဲ့တော့အဆင်ပြေမှာပေါ့ကဲပြောရတာလည်းကောင်းတယ်ဗျာကိုဒါပြန်ချိန်ကလည်းရောက်လာဟုတ်တယ်ကျွန်တော်တို့နောက်ထပ်မဲနိုင်ဝဲတွေကိုနောက်တစ်ခေါက်ပါပဲဆက်ပြောပါဟုတ်အကိုရောဘယ်လိုဒီခုနကျွန်တော်ပြောတဲ့1 to 6ပေါ့နော်အစိုးဆုံးကတော့ကျွန်တော်6ကတော့အစိုးဆုံး1 to 6ထဲမှာအကိုရောဘယ်ဖြစ်ချင်တာတော့ဖြစ်ချင်တာပေါ့ချန်ပီယံပေါ့ဒါပေမဲ့အဖြစ်နိုင်ဆုံးနဲ့ဟိုဟာကိုဘယ်ဟိုထင်ကျွန်တော်ကတော့ဟိုလေဟိုမယိုအရင်အထင်ကြီးတာမဟုတ်ဘူးဆိုရင်တော့ကျွန်တော်မယိုဆိုတဲ့ပြင်းအားပေးခဲ့တော့ဗျာဟိုမပြန်ခင်ပြောရမယ်ဆိုရင်တော့အခြားပြည်သက်တွေစဲရင်စဲပေါ့ကျွန်တော်ကတော့2 3လောက်ကိုတော့မှန်းတယ်ဗျာဒီပုံစံကအရင် current ကြီး form ကတော်ကောင်းတယ်ဆိုတော့တော်တယ်အသင်းတွေလည်းရှင်းလိုက်ပြီကစားသမားတွေကလည်းပွင့်လင်းပြောဒီနေ့မှဖြည့်ရတဲ့ကစားသမားကြီးကြည့်မယ်ဆိုချားလူတွေနဲ့ရင်ပေါင်တန်းလို့ရတာဗျာအဲ့ဒါ upgrade ဖြစ်သွားပြီရှေ့တန်းနေပါလေဆိုလုံးဝ upgrade ဖြစ်သွားရင်တော့မမိဘူးဗျာရင်တော့ဗာ social လက်ထက်တော့ရတယ်ဒီ Man City တို့ Liverpool တို့ရှင်ဖို့ဆိုတော့လူစီးဒါပြီးရဲဆိုတော့ကျွန်တော်အဲ့လိုယုံကြည်ချက်တော့ရှိ Premier League မှာ proven ပြပြီးသားဟုတ်ရတယ်လေနော်အဲ့တော့အခုဘယ်အဆင့်ကိုကျွန်တော်ကတော့ဒီအလုံးစုံအဆင့်3လောက်ပေါ့အဆင့်3လောက်ပေါ့ရာလီကုန်းအဆင့်3ပြီးတော့နှောင်နဲ့ကြာရင်အောင်မြင်မှုယူဖို့ဒါပေါ့ထပ်ပြီးတော့မျှော်လင့်ရနောက်နှစ်ကျ Title Challenge တွေကိုဝင်ရပါဒီနှစ်ကတော့ Champion League ဝင်ဟုတ်တယ်ကျွန်တော်လည်းဟိုအဲ့လိုတော့ထင်တယ်ဘာဖြစ်လို့လဲဆိုတော့ဒါ Arsenal Man City ကိုအသာလေးခဏထားမှာပေါ့နော် Aston Villa ကတော့ကျွန်တော်ထင်တာချိန်တန်ကြရင်တော့နည်းနည်းလေးရိမ့်လာမယ်လို့ထင်တယ်အဲ့တော့ဟိုပွဲစဉ်စရာရအောင်ပါတော့ကျွန်တော်လည်းဟို Chelsea Liverpool ပေါ့နော်ဟိုလီဗာပူးချယ်ဆီကတော့ခုနောက်ပိုင်းမှာသူတို့လည်းနီးပြတဲ့နဲ့ကိုရီလိုပဲကောင်းလာတယ်ဆိုတော့လီဗာပူးကိုတော့ကျွန်တော်တိတ်ပြီးတော့ဟိုမဖြစ်ဘူးချယ်ဆီကိုနည်းနည်းလေးစိုးရိမ်တယ်ချယ်ဆီကလည်းခြေမှန်လာတယ်ပေါ့နော်အဲ့တော့ကျွန်တော်လည်း3သို့မဟုတ်4တော့ကျွန်တော်ဟုတ်ပါဖြစ်တယ်တော်တော်များများလည်းအဲ့လိုဖြစ်ပါတယ်ကဲကိုနောက်မှပြန်တွေ့ရအောင်နောက်မှပြန်တွေ့မယ်ကျေးဇူးတင်ပါတယ်